ချွဲဆိုင်ကယ်ဗတ်မှန်လေးကကဘာကြီးတစ်ခုဆန့်တယ်လို့ပြောရင်ဒီကောင်ယူနေပြီလို့ဆိုကြမလားခမည်းမေတ္တာတောက်ဝင်နေတဲ့အမျိုးသမီးလေးနဲ့ဆိုင်ကယ်အတူစီးခွင့်ရတဲ့တနေ့သူ့မျက်နှာလေးကိုဆိုင်ကယ်ဗတ်မှန်လေးကနေခိုးကြည့်ဝင်ရတဲ့တနေ့ခမည်းကိုချင်းစာတတ်ပါလိမ့်မယ်ဆရာဆိုင်ခန်းလေးစကားငါတုံးရရင်တော်ရုံလောကရန်ကိုကြပြရေးပြီးရင်ဆိုင်တယ်အဲ့ထက်ပိုတဲ့လောကရန်ကြတရားဓမ္မနဲ့ရင်ဆိုင်မယ်အဆိုးဆုံးလောကရန်ကြုံတော့လဲမင်းသာအနားမှာရှိရင်ပြီးတာပဲလေဆိုပြီးတော့စိတ်ပြေတယ်အလိုလောဘမကြည့်တော့ဘူးဒီဘဝတော့မင်းနာနေခြင်းနဲ့ဒီခန္ဓာကိုမင်းလက်ပေါ်တည်ခြင်းနဲ့မင်းကိုချစ်တယ်မင်းကိုပဲချစ်မယ်မင်းကိုပဲဆက်ချက်သွားမယ်ဒီဘဝအတွက်လုံလောက်ပြီမို့နောက်ဘဝမှာမင်းရှိမဲ့ပုံနဲ့ကွက်တိကြအောင်ကုသိုလ်တွေချိန်ဆလုပ်တယ်ဘဝကူမဲ့ကရိုးကမက်ဆေ့မှာမင်းနာမည်လေးထိုးထားလိုက်တော့မယ်